အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းညကရှင်ပြကစားခဲ့တဲ့ Manchester United တင်းနဲ့ PSG တင်းတို့ရတီချိုချစ်စပွဲအားဆိုရင်တော့ 1-1 ဆိုတဲ့ရလဒ်နဲ့ပဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာရလဒ်ကတည်ဖြစ်ပြီးမဲ့ Quinton Swansea နဲ့နီးဗျူဟာပဲရတော့ Manchester United တင်းအားရစရာရေးမွဲတွေကိုအများကြီးတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ဒီပွဲရဲ့အဓိကချက်တွေကိုတူမတော့တဲ့ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါရစေဗျ။ကဲစလိုက်ကြရအောင်။PSG တင်ကတော့ပွဲစားခြင်း2မိနစ်လောက်မှာပဲဥဆောင်ကိုသိယူနိုင်ခဲ့တာဖြစ်ပါတယ်။မာယူကစားသမားတွေရဲ့ခံစစ်ပဲတတိမမှုမိတဲ့အမားတွေကနေ PSG တင်ကတော့စောစောစီးစီးဥဆောင်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Manchester United တင်ကဥဆောင်ကိုခွင့်ပြုလိုက်ရပေမဲ့ပွဲကိုပြန်လည်ထိချုပ်ကစားပြီး32မိနစ်အရောက်မှာတော့အာမက်ဒီယာလိုရဲ့မိုက်ဇာပေးဖို့ဖန်တီးမှုကနေပြီးတော့ Brian Asamoah တော့လှပတင်းကြီးစွာနဲ့1-1ဆိုတဲ့ရလဒ်ဖြစ်အောင်ချစ်ပါကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီကူဆိုရတော့အမမို့အတွက်ဒီယာဒီချေစပွဲနှစ်ပွဲမှာ3ဂိုးမြောက်သွင်းကိုလည်းဖြစ်ပါတယ် Manchester United ဆိုရင်လည်းဂိုးပေါက်ခတ်သွင်းချက်14ချရရှိတဲ့နေရာမှာ9ချဒီဂိုးပေါက်တက်ခဲ့တာလည်းဖြစ်တယ်လို့ PSG တင်ကတော့ဂိုးပေါက်ခတ်သွင်းချက်6ချသာရရှိခဲ့ပေမဲ့3ချသာဂိုးပေါက်တက်တာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်PSG တင်ကတော့ဘလိုပိုက်ဆိုင်မှု59ရာခိုင်နှုန်းအထိပိုက်ဆိုင်ခဲ့ပြီးမဲ့မယိုအတင်းကပဲတိုက်စစ်ဆင်မှုကိုပုံမထိရောက်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့တွေ့မြင်ရတာဖြစ်ပါတယ်ဒီပွဲမှာအာမက်ဒီယာလိုကတော့မယိုတိုက်စစ်အတွက်အဓိကအသက်ရှူဖို့ဖြစ်ခဲ့ရတာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျ Manchester United ကစားသမားအသစ်ဖြစ်တဲ့ Youri Tielemans နဲ့Andre Santo ကလည်းမျှော်လင့်လို့ရတဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့တာကိုလည်းတွေ့မြင်ရတယ်ဗျဒီပွဲမှာ Manchester United တင်ရဲ့တင်ကောင်းဆောင် Bruno Fernandes လည်းဒုတိယပိုင်းမှာဝင်ရောက်ကစားနိုင်ခဲ့တာကိုလည်းတွေ့မြင်ရဖြစ်ပါတယ်ဒီပွဲမှာမန်ယူတင်တဲ့ဆိုရည်စရာအချက်တစ်ခုကတန်ရာပြဿနာပါမိနစ်20မှာတဲ့မေဆန်မောက်ကတန်ရာကြောင့်လူစားလဲခဲ့ရတယ်လို့ကိုသမားတွန်ဟီတန်ကလည်းဒုတိယပိုင်းမှာတန်ရာကြောင့်ထောက်ခွာခဲ့ရတာဖြစ်ပါတယ်ဒီပွဲအဖြစ်ရသည့်တင်မစမီချန်ပီယံလေးရဲ့ချက်ပီယံ PSG လိုအသင်းမျိုးကိုတိုက်စစ်ပဲဖိအားပေးကစားနိုင်ခဲ့တာလဲမိုက်ကယ်ကာရီရဲ့မန်ယူတင်အတွက်အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်ကဲမန်ယူဖန်ကြီးကိုတော့ရောမင်းညာကမန်ယူတင်ရဲ့ချစ်စားပါဘလို့ထင်မြင်ချက်လေးရှိလဲဆိုတာကိုကျွန်တော်ရဲ့ comment လေးမှာဝင်ရေးပေးသွားလို့ရပါတယ်နော်ကျွန်တော်ရဲ့တိစမှုလေးကိုသဘောကျတယ်ဆိုရင်တော့ like subscribe လေးလုပ်ပေးချောင်းမမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆိုကြအောင်ဗျ bye